Okay, part 2 ba. Ini nak makan dulu. Tadi nak kelai me. Dima, tadi nak kelai me, mana? Okay, tadi nak kedua babi dima ba. Tapi tu habis ni. Nyalai me. Lucy nya pizza babi. Mama. Ba. ကျောင်းရဲ့နှခမ်းမွေးလေးတင်လူစီဆွဲရအောင်မယ်။ဘာဖြစ်လို့လဲဆိုတော့လူစီမှားပြီးညက်လိုက်မိရေ။ဒီတိုင်းလေးရောလှလားမသိဘူး။ဒါမဲ့ကျောင်းဆိုတာကတော့နှခမ်းမွေးကပါဦးပါရမယ်။ဒါဆိုတော့လူစီတစ်ခါလေးဆွဲလိုက်မယ်။အခုကစာရွက်ကကြံပြီးလို့အဲ့ဒီမှာပဲဆွဲလိုက်မယ်ပေါ့နော်။ Oh. Lucy swear asembi lu swala ame. Okay, Lucy swala sai vai ba no dima ba. Ba le net le tu man le ma ti bu bo no. A so yin Lucy do da le nak khu ko khuna ka pya tha de ha le ni. Ka lai ni. Da le ni ba. Da le ni. Sa me Lucy lo ki la mo no. Lucy လုပ်ကြည့်လိုက်အောင်မရပါဘူးရှင်ဒါဆိုရင်ဒီတိုင်းပဲလုပ်ကြရမယ်လုပ်လိုက်မယ်လေဒီတိုင်းပဲကောင်းတာပဲဒါဆိုရင်ဒါနောက်ဖို့ရောနောက်နေ့မှလုပ်ပြမယ်ပေါ့နော်ဘာဖြစ်လို့ဆိုဒီနေ့ကလူစီတိတ်ကုန်သွားပြီအားလုံးကိုတောင်းပန်ပါတယ်အဲဆိုရင် part 3 လေးပေါ့နော် part 3 လေးလာပါလိမ့်မယ်နော်ဒါလေးကတော့လို့စီတိတ်မရှိလို့ပေါ့နော်တိတ်ကုန်သွားပြီပေါ့နော်ညနေကြညဖြစ်ဖြစ်ညနေကြလို့ဖြစ်ဖြစ်လောက်ပြီးမယ်ပေါ့နော်တိတ်လေးဝယ်ပြီးတော့ဟုတ်ကဲ့ Okay အဲ့ဆိုရင်လို့စီအားလုံးနှုတ်ဆက်ခဲ့ပါတယ် bye bye တိတ်မရှိလို့အားလုံးကိုတောင်းပန်ပါတယ် bye bye ချမ်းသာစိတ်ပေးရပါ Okay bye bye